ချက်မဲ့ဟင်းလေးရတော့9ကြော်2လေးဖြစ်ပါတယ်ရှင်လူကြီးလူငယ်မျိုးကြိုက်နှစ်သက်ပြီးခလေးတွေဆိုရင်လည်းစီလေးနဲ့9ကြော်2စီလေးနဲ့9ကြော်လေးကိုဖဲ့ပြီးထမင်းလေးနဲ့ခွန်ကျွေးရင်အရန်စားဖို့ရှင်ဗီဒီယိုလေးမှာဆက်စုံရမယ်နော်2လေးလောက်ဖို့အတွက်9လေးတွေကိုစားစနွင်းအချိုမှုန့်နေထားပါမယ်ဒီလေးတွေကခရမ်းညင်ဒီကွင်းကြက်သွန်ကွင်းလေးတွေရဲ့ကြက်သွန်မိတ်ကိုအမြစ်ပိုင်းအောက်ဖက်ပိုင်းလေးရဲ့ညှက်ထားမယ်နော်အဲ့ဒါလေးတွေလည်းလှီထားမယ်တရုတ်နန်နန်ဂျင်းမြင်နဲ့ကြက်သွန်ပြူလေးပပလှီထားပါတယ်ရှင်ထည့်ကြော်လိုက်မယ်နော်တော့ငတင်းဝါလို့ခေါ်ပါလေရှင်သူကငပုတ်တင်နဲ့တော့ဆင်နေဒါပေမဲ့သူကငပုတ်တင်ချက်ပူပြီးရတာရှိတယ်ပေါ့နော်ပုတ်တင်ကတော့သူကတိတ်ရတာမရှိဘူးရတာပေါ့ရွှွတ်ရွှွတ်နဲ့ပေါ်လေးတွေလေတစ်ဖက်ကြော်မှတစ်ဖက်ကန်ပြီးနော်ပြီးရင်9ကြော်ရင်လေမီးတအားပြင်းပြင်းကြီးနဲ့မကြော်နဲ့မီးနေတော့နဲ့ပဲကြော်နော်ပေါ်လေးတွေရပြီးဆယ်ထားပါတော့မယ်ဒီတွေကိုခတ်ထုတ်ပြီးတော့ကိုလိုချင်တဲ့စီနေထားလေးမှာကြက်သွန်ခွင်းလေးတွေရင်ထည့်လိုက်မယ်နော်တုံကွင်းလေးနည်းနည်းလေးနောလာတာနဲ့ခရမ်းကျင်ဒီလေးထည့်လိုက်မယ်နော်ကြက်သွန်တွေရောခရမ်းကြက်သွန်တွေကိုလေကျွတ်တဲ့အထိမထားဘူးနော်ဟိုအဲ့ကြက်သွန်လေးတွေကိုကိုက်စားရတာဟိုကသူကချိုချိုလေးဖြစ်နေလို့ကြက်သွန်ယူလေးထည့်လိုက်မယ်ရာကြီးအပြစ်နဲ့အကျဲကိုထည့်လိုက်မယ်နော်အရသာကတော့မိမိစိတ်ကြိုက်စက်ပါနော်အချို့မှုတ်လေးနည်းနည်းထည့်ခြေနေမှာလေတရုတ်ပဲငပိထည့်လေရတယ်နော်ဒီတစ်ခေါက်ကတော့တရုတ်ပဲငပိမပါဘဲနဲ့ချက်တာပါရှင်တစ်ခါလေးအပြောင်းလွဲလေးပေါ့ရှင်လေးတွေမြူအောင်ရေနွေးချမ်းပကံလုံးတစ်လုံးစာလောက်ထည့်လိုက်မယ်နော်လေးတွေပွက်လာပြီဆိုတာနဲ့9ကြော်လေးတွေထည့်လိုက်မယ်နော်အရသာသမဝါဟိုဘက်ဒီဘက်လှန်ပေးလိုက်မယ်နော်အင်ကအနှစ်ဆန်းစားတဲ့ပေါ့မူတည်ပြီးတော့စီလေးထည့်နော်အန်တီတို့အင်ကတော့ဒီနေ့ကဟင်းလော်လေးနဲ့လေစားမှမို့လို့ဒီစီရှော့ထည့်ထားတယ်။ကြေးလည်းပြန်လာပြီဆိုရင်ကြက်သွန်မိတ်အောက်ပိုင်းလေးအရင်ထည့်မယ်။ကြက်သွန်မိတ်လေးနဲ့တရုတ်နန်နန်လေးဖြူလိုက်မယ်နော်။မွေးပြီးရတာရှိလာတယ်9ကြော်2လေးရပါပြီရှင်3ဆောင်ရပါအောင်ရှင်အားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ကြပါစေရှင်